Muslim number ကပါလဲအဲ့တော့ပေါင်းကြည့်ဘယ်လောက်လဲ21 Muslim ရဲ့ number ကပါလဲခွန်ရှိ6ကိုပေါင်းရင်ဘယ်လောက်လဲရည်ရွယ်ချက်ပါလဲသိလား21ရာစုမှာ Muslim ကဘာဖြစ်ရမှာ Muslim world ဖြစ်ရမှာသူတို့ဘာလုပ်ပြီလဲသိလားကိုဘာလုပ်ပြီလဲသိလားအင်္ဂလန်ကိုမွတ်စလင်နိုင်ငံဖြစ်ဖို့စနေပြီဘယ်သူမှမသိဘူးဒါပေမဲ့မှတ်ထားနောက်10နှစ်မှာအင်္ဂလန်မွတ်စလင်နိုင်ငံဖြစ်ကိုဖြစ်မယ်လူဦးရေနေပြတိတ်ပိုက်မှာအင်္ဂလန်မှာလူတွေကလေးမမွေးကြတော့သူတို့ပြစွတ်မွေးတာအလကားမွေးတာမို့4ယောက်ဘယ်လိုသူတို့ well plan ကျွန်တော်ပြမယ် plan ကျွန်တော်ပြမယ်ကျွန်တော်တို့ရဲ့ကနေဒါထဲကိုဝင်လာတယ်မိန်းမ4ယောက်ယူခွင့်ရှိတယ်လှုပ်ကျွေးနိုင်သူတို့နိုင်ငံကနေဝင်လာတယ်ကနေဒါထဲဝင်လာပြီ4ယောက်နဲ့မိန်းမ4ယောက်နဲ့ဝင်လာတယ်အဲ့ဒီမိန်းမ4ယောက်မှာကလေးကနောက်3ယောက်4ယောက်တော့ပါသေးတယ်တယောက်စီမှာโอเคဝင်လာပြီနော်ဝင်လာပြီးရင် तू ကဘာလုပ်လိုက်လဲဆိုတော့ကနေဒါမှာမိန်းမ1ယောက်ပဲယူပိုင်ခွင့်ရှိတယ်ဆိုတော့ तू ကဘာလုပ်လိုက်လဲဆိုတော့ဒါကငါမိန်းမတဲ့နောက်တစ်ယောက်လည်း तू မိန်းမပဲနောက်တစ်ယောက် तू မိန်းမဒါမှ तू ကပြောလဲဒါကားတဲ့ငါရဲ့ခေမဒါငါညမဒါငါရဲ့တူမ तू ကလှုပ်လိုက်တယ်နောက်3ယောက်လှုပ်ပြီးတော့ဘာလုပ်လဲဆိုတော့တကယ်တော့ तू မိန်းမယူပဲအကုန်လုံးဒါဆိုရင် तू ယောက်ျားတဲ့ဘာမှလဲလို့အစိုးရမေးတော့ तू ယောက်ျားတဲ့စစ်ပွဲမှာတေကုန်ပြီတဲ့โอเคနော်ဆို4ယောက်စလုံးတကယ်တော့ तू မိန်းမယူပဲတေကုန်ပြီတဲ့ဆိုခေါ်လာတယ်တေးသွားပြီယောက်ျားမရှိတဲ့အတွက်ကြောင့်ဒီမိန်းမတွေက single mother လို့ခေါ်တယ်ကျွန်တော်တို့စီမှာ single mother ကယောက်ျားရှိတဲ့မိန်းမတက်ပို့ပြီးတော့နှစ်ဆပတ်စံရတယ်โอเคဆိုတော့နိုင်ငံကိုထဲကိုစဝင်လာပြီဆိုတာနဲ့အဲ့ဒီလူကအခုနမိန်းမ3ယောက်မပါသေးဘူးအဲ့ဒီလူကသူ့မိန်းမမရိတ်ကြီးနဲ့သူနဲ့တယောက်ကို900စီရတယ်ဆိုတော့1000 plus ခလေး3ယောက်ပါလာတယ်ခလေး3ယောက်ပါတော့တယောက်ကို250ဆိုရင်1950အလကားရလိုက်ပြီနော်လကားရဘာမလုပ်ဘူးသူက1950ရပြီ1950မှာနောက်မိန်းမ3ယောက်ကသူတို့ကတယောက်ကိုအနည်းဆုံး1000ကျော်ရတယ်1000ပဲထားဘယ်လောက်ရပြီလဲစင်ကာမာသား3000ရပြီဆိုတော့ကလေးတွေမပါသေးဘူးမိန်းမနဲ့ကလေး3ယောက်နဲ့ဟိုးစာကြီးပဲဘယ်လောက်ရှိပြီလဲ4950 4950မှာနောက်ကလေးတွေက3ယောက်စီရတယ်ဘယ်လောက်လဲမှတ်ထားပါညီကောင်မောင်မတို့တလကိုသူတို့ရဲ့ဝင်ငွေက6000နဲ့9000ရှိတယ်ဟုတ်ပြီနော်ဘာမှမလုပ်တော့အဲ့ဒါစီးပွားရေးကလေးပဲထိုင်မွေးတာစီးပွားရေးမနောက်ဘူးကျွန်တော်ပြပြမွေးပြီးကလေးတွေရလာပြီ तू ကအလုံးမလုပ်တော့အိမ်တွေမှာထားတယ်အစိုးရအိမ်ဘိုးလည်းပေးရတာဟုတ်ကဲနော်အတတင်ပတ်စံရတယ်သူတို့ပြီးတော့မှသူကအဲ့ဒါကိုဘာလုပ်လဲဆိုတော့တနေ့တကယ်တလကိုသူတို့ကုန်တာ2000 3000ထပ်ပို့မကုန်အနည်းဆုံး3000 4000တော့သူတို့က save လုပ်ထားတယ် saving ကောပတ်စံစုထားတယ်ကလေးက12 grade 12ပေါ့နော်ကျွန်တော်မှာ grade 12ပေါ့ grade 12ပြီးပြီဆိုတာနဲ့သူတို့ဘယ်မှမပို့မွတ်စလင်တော်များများကကလေးတွေအားလုံးကို lawyer တွေပဲဖြစ်အောင်လုပ်ခိုင်းတာ law ကိုချိန်ဖို့ family mountain ကနေပြီးတော့ဘယ်ကိုလှုပ်ရှားလဲသိလား government mountain ကိုပြန်ပြကြိုင်မှာ government mountain ကိုရရင်ဒီကောင်တွေအကုန်လုံးကင်လို့ရပြီချတာအဲ့လိုချတာ lawyer judges တွေဖြစ်အောင်လုပ်ခိုင်းတယ် lawyer တွေလုပ်ခိုင်းတယ် mayor တွေထိတက်ခိုင်းတယ် mayor တွေထိကျွန်တော်ကနေဒါမှာပထမဆုံး2017ထဲမှာပထမဆုံးကနေဒါမှာပထမဆုံးမွတ်စလင် mayor တယောက်ဖြစ်သွားတယ်ဘယ်လောက်ကြောက်စရာကောင်းလဲစပြီအလကားစတာမဟုတ်ဘူးအလကားစတာမဟုတ်ဒီကောင်လေးကအဲ့ဒါသိမယ် Muslim world ဖြစ်အောင်လုပ်မှာမှတ်ထားပါပေါ်ဆိုင်အင်ဒိုနီးရှားပေါ်စားခဲ့တဲ့အတွက်ကြောင့်အင်ဒိုနီးရှားမှာပေါ်စားခဲ့တော့ခရစ်ယာန်တွေမြောက်များစွာတတ်ခါတယ်
Muslim nanga yoda atuturo loma mabu Muslim kabapi ang loma Allah ko mayoin dabe turo mashiri Allah talawazula Allah la talawazula da Allah la talawala Allah yumla da yumla lu down la bi nanga yi ma turo kaung song ni phit la bi hou no lawyer de phit la bi ubade ko chain phit lai de kaung song ni phit la bi so ba pyo kat la bi Allah yumla da yumla da be me Allah yumla da yumla tayuk ji ya khao swai chaw ne Allah yumla da yumla so la mi do nga te lo phit de nga ma 4 yauk shi de Allah Allah da ne ba phit twa le pan te phit twa le pan te tayuk le da chin chin no cha da ai lo myo de Indonesia pastor ba la pyo le America ne Canada England ko lai pyo de min do de Indonesia lo ma phit chin bu so yin wake up there and do something